အားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်ကျွန်တော် channel လေးကနေတင်ဆက်ပေးခြင်းတဲ့ပုံမြင်လေးကတော့ကြောက်စင်းရင်တွေကရတနာများဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဟိုးရှိတုန်းကတရုတ်ပြည်မှာရှိတဲ့ရေကန်ကြီးကြီးမှာလူလောကကြီးကိုလွှမ်းမိုးနိုင်ခဲ့တဲ့ဘလူးတွေနဲ့ဝိညာဉ်တွေကလူသားတွေနဲ့အတူတူနေထိုင်ခဲ့ကြပါတယ်သူတို့ဟာလူသားတွေကိုအမြဲလိုဒုက္ခပေးနေတတ်ပြီးကလေးငယ်လေးတွေကသူတို့ရဲ့ပြစ်မှတ်ဖြစ်ခဲ့ကြရပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာကလေးမေတွေကသူတို့ရဲ့ကလေးတွေကိုဖုန်းကြီးတွေချီးမြှင့်ထားတဲ့ပရိတ်ကျိုးတွေဝစ်ဆင်ပေးထားတဲ့အတွက်ဘလူးတွေကအနားတော်ကတ်ခွင့်မရခဲ့ပါဘူး။ဒီနေ့မှာတော့ပရိတ်ကျိုးဝတ်ထားတဲ့ကလေးလေးတယောက်ကိုမြင်းရဲ့သားနဲ့ဘလူးတစ်ကောင်ကသွားဆွဲမိတဲ့အခါမှာတော့ဘလူးရဲ့တကူလုံးလွင့်ထွက်သွားခဲ့ရပါတယ်။ဘလူးတွေကပရိတ်ကျိုးတွေနဲ့လှုပ်ထားတဲ့အိတ်တွေနဲ့အဆောင်တွေကိုတော့အရန်ကိုကြောက်ကြပါတယ်။ဒီเจ้าတွေကိုတော့သူရင်ရဲ့အမိကကောင်းကောင်းသိထားပါတယ်။အဲ့လိုနဲ့သူရင်လေးကအသက်16နှစ်အရွယ်ကိုရောက်လာခဲ့ပါတယ်။သူရင်လေးဟာအရန်ကိုလိမ်မာတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။သူရဲ့အဖေကတစ်ပင်တွေစိုက်ပျိုးနေတဲ့အခါမျိုးမှာဆိုရင်လေအဖေအတွက်အမြဲတမ်းတောက်ရီခက်ပေးလေးရှိပါတယ်။အဖေကပင်ပင်မမတ်နဲ့တစ်ပင်တွေစိုက်နေတာကိုမြင်တဲ့အခါမှာတော့သူရင်လေးကနွားကြီးရဲ့ပေါ်မှာမျိုးစိတ်ကိုတင်ကအပေါက်ဖောက်ပြီးနွားကြီးကိုလမ်းလျှောက်စီကအပင်လေးတွေကိုလွယ်ကူစွာနဲ့စိုက်ပြခဲ့ပါတယ်။ဒါကိုမြင်သွားတဲ့အမေဖြစ်သူကတော့သူ့ယောက်ျားကိုကျမတို့ရဲ့သားလေးကအရန်ကိုထူးချွန်ထက်မြက်တာပဲ။ကျမတို့ရဲ့သားလေးကိုပါမောက္ခဆရာကြီးစီသွားပြီးပညာသင်ခိုင်းဖို့အတွက်အချိန်ရောက်ပြီလို့ကျမထင်တယ်။ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့သူရင်လေးကထမင်းစားခန်းကိုရောက်လာခဲ့ပါတယ်။အဲဒီခါမှာတော့သူရင်လေးရဲ့အဖေကငါသားကိုပါမောက္ခဆရာကြီးစီမှာပညာတွေသင်ဖို့အတွက်လွှတ်ရတော့မင်းလို့ပြောပါတယ်။သူရင်လေးကတော့ဟာသားကအဖေနဲ့အမေနဲ့ကိုမခွဲနိုင်သေးဘူးလို့ပြန်ပြောပါတယ်။သူ့အမေကတော့ငါသားလေးကအခုနေပညာတွေမသင်နိုင်ရင်အမေတို့ကြီးလာတဲ့အခါမှာအမေတို့ကိုဘယ်သူကလှုပ်ကြွေးမှလဲလို့ပြောပါတယ်။ဒီလိုနဲ့သူရင်လေးကပေကျင်းမှာရှိတဲ့ပါမောက္ခဆရာကြီးစီကိုပညာတွေသင်ဖို့အတွက်ခရီးထွက်လာခဲ့ပါတော့တယ်။သူရင်လေးကကြွကြွဆဆနဲ့ပညာတွေကိုသင်ကြားနေရင်ဆရာကြီးရဲ့အတော်ဆုံးတပည့်ဖြစ်လာခဲ့ပါတယ်။အဲ့လိုနဲ့ပညာတွေစုံတဲ့အခါမှာတော့ဆရာကြီးကသူရင်လေးကိုခေါ်ပြီးသူရင်မင်းကငါ့ရဲ့အတော်ဆုံးနဲ့ဂုဏ်ယူရာဆုံးတပည့်ပဲ။အခုဆိုရင်မင်းလည်းပညာတွေစုံပြီ။အဲ့တော့မင်းခုဘာဆက်လုပ်ချင်လဲလို့ဆရာကြီးကမေးပါတယ်။သူရင်ကတော့ကျွန်တော်ရွာကိုပြန်ပြီးအဖေကိုကူညီချင်တယ်။ပြီးတော့ရွာမှာကျောင်းလေးဖွင့်ပြီးဆရာကြီးသင်ပေးသမျှတွေကိုကလေးတွေကိုပြန်သင်ပေးမယ်လို့ပြောပါတယ်။ဆရာကြီးကတော့ငါမျောလင်းထားသလိုပါပဲလားလို့စိတ်ထဲကနေပြောလိုက်ပါတယ်။ပြီးတော့မင်းရွာမပြန်ခင်မင်းရဲ့အိမ်တော်ဘက်ကိုရှာသင့်တယ်လို့ပြောပါသေးတယ်။သူရင်ကတော့ဟာဆရာကြီးကလည်းကျွန်တော်ကတယောက်တည်းနေချင်ပါသေးတယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီညမှာပဲသူရင်ကအိမ်မက်တစ်ခုကိုမှတ်ခဲ့ပါတယ်။အဲ့ဒီအိမ်မက်ထဲမှာတော့အရန်ကိုချုံမော်လာပါတဲ့ကောင်မလေးတယောက်ကသူ့ကိုငါတို့နှစ်ယောက်ကဖူးစာရှင်နေပဲ။ငါတို့မွေးတဲ့ကလနဲ့သမီးကငါတို့တယောက်ချင်းစီရဲ့ခြေထောက်တွေကိုကျိုးနဲ့ချီးပေးလိုက်ပြီးသားလို့ပြောပါတယ်။ပြီးတော့မိန်းမလာလေးကသူ့ရဲ့နာမည်ကစန္ဒာဖြစ်ကြောင်းနဲ့မကြာမီချိန်တွင်းမှာသူမတို့နှစ်ယောက်အတူတူတွေ့ရလိမ့်မယ်လို့ဆိုပါတယ်။သူတွေကအော်ခေါ်နေခဲ့ပေမဲ့အိမ်မက်ကနေလန်နိုးလာခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့သူဆရာကြီးကိုကြည်ပေးထားတဲ့အတိုင်းသူ့အဖေကိုကူညီဖို့အတွက်ရွာကိုပြန်ခဲ့ပါတော့တယ်။အိမ်ပြန်လမ်းမှာတော့သူကရေရမ်းစာနေတဲ့အတွက်အနီးနားမှာရှိတဲ့တဲလေးစီကအတော်ကြီးတယောက်စီရေတောင်းတော့ပါတယ်။အတော်ကြီးကျွန်တော်ကိုရေလေးတစ်ခွက်လောက်တိုက်နိုင်မလားလို့သူရင်ကအတော်ကြီးကိုမေးလိုက်ပါတယ်။အတော်ကြီးကတော့စန္ဒာကြီးဒီလူငယ်လေးအတွက်ရေလေးတစ်ခွက်လောက်ခက်ခဲစမ်းမကွယ်လို့အိမ်လေးကိုအော်ပြောပါတယ်။အဲ့အချိန်မှာပဲဒီမှာရှင်ရေရပါပြီဆိုတဲ့တန်နဲ့တူမိန်းမလာလေးတယောက်အိမ်ထဲကနေထွက်လာခဲ့ပါတယ်။အဲ့ဒီခါမှာတော့သူရင်ကအရန်ကိုအံ့ဩသွားပြီးစန္ဒာကြီးအိမ်မက်ထဲမှာတွေ့ခဲ့တာမင်းမဟုတ်လားလို့မေးလိုက်ပါတယ်။စန္ဒာကတော့ရှင့်ကိုကျမပြောခဲ့သားပြီမကြခင်တွေ့ပါလိမ့်မယ်လို့အဲ့ဒီခါမှာတော့သူရင်ကသူ့ကိုလက်ထပ်ဖို့အတွက်မိန်းမလာလေးကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အတော်ကြီးကတော့သူမကမင်းကိုလက်ထပ်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။
ထိုအခါမှာတော့သူတွေကအရန်ကိုအော်သွားပြီးဘာအတွက်ကြောင့်လက်မထက်နိုင်ရမှာလဲသူနဲ့ကျွန်တော်နဲ့ကပူးစာရှင်နေပါလို့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့အတော်ကြီးကတော့ဆန္ဒကစစ်သူချင်းနဲ့လက်ထပ်ဖို့အတွက်ကတိပြုထားပြီးပြီလို့ပြောပါတယ်ပြီးတော့ငါတို့မှရွေးချယ်စရာမရှိဘူးစစ်သူကြီးကအာဏာရှိတဲ့သူတွေရောက်ဘဲလို့ဆိုပါတယ်ငါကမင်းကိုဆန္ဒနဲ့လက်ထပ်ပေးလိုက်မယ်ဆိုရင်စစ်သူကြီးကငါတို့အားလုံးကိုတပ်ပြစ်မှာလို့ပြောပါတယ်ဒါပေမဲ့သူတွေကတော့ဘရင်ကြီးစီကိုသူသွားပြောမယ်လို့ပြောခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစစ်သူကြီးရောက်လာပြီးမင်းဘရင်ကြီးစီကိုရောက်ရင်လေဘရင်ကငါနဲ့ဆန္ဒကိုလက်ထပ်ပေးမှာပဲလို့ပြောပါတယ်အဲ့ဒီခိုင်မှာပဲစစ်သူကြီးရဲ့တန်ရာကပြန်ထလာခဲ့ပါတယ်စစ်သူကြီးကတော့ဆန္ဒရဲ့အမိကိုသူ့ရဲ့ယောဂါကိုပျောက်ကင်းအောင်မကုသနိုင်တော့ဘူးလားလို့မေးပါတယ်ဆန္ဒရဲ့အမိကစစ်သူကြီးရဲ့ယောဂါကိုပျောက်ကင်းအောင်ဆေးဖော်ဖို့အတွက်ကြောက်စင်းငယ်ကနေကကြောက်စင်းငယ်ရုပ်စုံနဲ့ကြည်ပွေလိုတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီခုကိုရမှစစ်သူကြီးရဲ့ယောဂါကိုပျောက်ကင်းအောင်ကုသနိုင်မယ်လို့သူမကထပ်ပြောပါတယ်အဲ့ခါမှာတော့စစ်သူကြီးကလူငယ်လေးတကယ်လို့မင်းသာကြောက်စင်းငယ်ကနေကကြောက်စင်းငယ်ရုပ်စုံနဲ့ကြည်ပွေကိုငါအတွက်ယူပေးလာမယ်ဆိုရင်မင်းကိုဆန္ဒနဲ့လက်ထပ်ပေးဖို့အတွက်ငါကတိပေးတယ်လို့ဆိုပါတယ်သူတွေကတော့ကျွန်တော်ကတိပေးတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဆန္ဒကဒါကအရန်ကိုအန်တီများတဲ့ကိစ္စပဲဘယ်သူကမှကြောင်စိတ်ရင်ကန်တွေကငရုတ်စုံတဲ့ကြည်ဝေးကိုမယူနိုင်ဘူးလို့ပြောပါတယ်သူတွေကတော့မင်းနဲ့လက်ထပ်ရဖို့အတွက်ငါဘာမှမဆိုလုပ်ရဲတယ်လို့ဆန္ဒကိုပြောပါတယ်စစ်သူကြီးကတော့ငါမင်းကိုအချိန်တလပေးမယ်လို့ပြောပြီးထွက်သွားပါတော့တယ်ဆန္ဒကရှင်စစ်သူကြီးကိုလွယ်လွယ်နဲ့ကတိမပေးလိုက်သင့်ဘူးလို့ပြောတယ်ဒါပေမဲ့သူတွေကတော့ဒါကတခုတည်းသောနီးလန်းပါပဲလို့ဆိုပါတယ်ဆန္ဒကတော့ကြောင်စိတ်ရေကန်ကဒီနေရာနဲ့အရန်ကိုဝေးပြီးလမ်းတစ်လျှောက်မှာအန်ဒီရီနဲ့ပြည့်နေနေတယ်ရှင်ကမြစ်လေးစင်းကိုဖြတ်ရမယ်အပြာရောင်မြင့်အဖြူရောင်မြင့်အနီရောင်မြင့်နဲ့အနက်ရောင်မြင့်တွေပေါ့မြစ်တစ်ခုချင်းစီကပင်လယ်လောက်ကြီးမားပြီးအဲ့ဒီမြစ်တွေထဲမှာအသားစားငါးတွေလည်းရှိတယ်မြစ်တွေကိုကြော်ပြီးသွားရင်တော့ဘလူးတွေစောင့်နေတဲ့ရေကန်ကိုရောက်ပြီးဒီလောက်ခက်ခဲတဲ့ခရီးကိုရှင်ဘလို့သွားမှလဲလို့ဆန္ဒကမေးလိုက်ပါတယ်အဲ့အချိန်မှာပဲဆန္ဒရဲ့အမိကအပြူရောင်သစ်စီတွေထည့်ထားတဲ့အိတ်ကိုယူလာပါတယ်ပြီးတော့သူမကဒီအိတ်ထဲကအစီတွေကအနှစ်နေရာနေမှတခါထွက်ပေါ်လာတာဒီသစ်စီတစ်စီကျဲချလိုက်ရင်အစာပေါင်းများစွာသိငင်သွားလိမ့်မယ်လို့ကဲပြီးတော့ငါမင်းကိုကူညီနိုင်တာဒါအကုန်ပဲလို့သူမကပြောပါတယ်သူတွေကတော့သစ်စီတွေကိုယူပြီးထွက်လာခဲ့ပါတယ်ဒါပေမဲ့သူကကြောင်စင်းရေကန်ကိုမသွားသေးပဲသူ့မိဘအိမ်တွေကိုပြန်လာပြီးသူ့ရဲ့မိဘတွေကိုအကျိုးအကြောင်းဖြစ်ပျက်တွေအားလုံးကိုပြောပြလိုက်ပါတယ်သူတွေရဲ့အမိကအဖြူရောင်သစ်စီတွေကအရွယ်စားကိုတင်းငင်အောင်မလုပ်နိုင်တာမူလအရွယ်စားကိုပြန်ဖြစ်အောင်မလုပ်နိုင်ဘူးတကယ်လို့မူလအရွယ်စားကိုပြန်မရောက်ရင်ဘလူတွေကစိတ်ဆိုးလိမ့်မယ်ဆိုပြီးသူ့သားကိုပြောပါတယ်အဲ့ဒီနောက်မှာတော့သူမကအိမ်နောက်ဖေးကိုခေါ်သွားပြီးသူမစိုက်ပျိုးထားတဲ့အနီရောင်သစ်စီတွေကိုထုတ်ယူပြီးသူ့သားကိုပေးလိုက်ပါတော့တယ်ပြီးတော့သူမကဒီသစ်စီတွေကနှစ်ပေါင်း300နေမှတစ်ခါထွက်လာတာသစ်စီကိုကျဲချလိုက်ရင်တော့အဲ့ဒီသစ်စီကကျန်တဲ့အရာတွေကိုမူလအရွယ်စားရအောင်ပြန်လုပ်ပေးလိမ့်မယ်လို့သူမိကပြောပါတယ်ပြီးတော့သစ်စီချင်းစီကိုဘလူးတွေကင်လို့မရအောင်အတွက်ပေကျိုးနဲ့လှုပ်ထားတဲ့အိတ်တွေထဲမှာထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့သူရင်လေးဟာသူ့ရဲ့အန်ဒီများလာတဲ့ခရီးစဉ်ကိုစတင်ထွက်လာပါတော့တယ်သူကတောထဲမှာအန်ဒီများလာတဲ့သားကောင်တွေနဲ့လည်းတွေ့ကြုံခဲ့ရပါတယ်ဒီလိုနဲ့ရက်နှင်းငယ်ကြာလာတဲ့အခါမှာတော့သူကအပြာရောင်မြကြီးစီကိုရောက်သွားခဲ့ပါတယ်မြစ်ထဲမှာရှိတဲ့ငါးတွေကသူ့ကိုစားဖို့အတွက်အသင့်စောင့်နေကြပါတယ်သူတွေကတော့သူ့မှာပါလာတဲ့အဖြူရောင်သစ်စီတစ်စီကိုယူပြီးမြစ်ထဲကိုပြေးချလိုက်ပါတယ်အဲ့ဒီခါမှာတော့မြစ်ကအစမတန်သိငယ်သွားပြီးခုံကျော်လို့ရသွားခဲ့ပါတယ်ဒီလိုနဲ့သူတွေကအနီရောင်အဖြူရောင်မြစ်နဲ့အမဲရောင်မြစ်တွေကိုလည်းလွယ်ကူစွာနဲ့ကြော်ဖြတ်နိုင်ခဲ့ပါတယ်အဲ့လိုနဲ့ဆက်လျှောက်သွားရင်းနဲ့ကြောင်စိမ်းရေကားရဲ့ဝင်ပေါက်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီဝင်ပေါက်မှာတော့ဘလူး3ကောင်စောင့်နေခဲ့ပါတယ်ဘလူး3ကောင်ကဒေါသထွက်နေပြီးသူတို့ရဲ့မြစ်တွေကိုမူလာအတိုင်းပြန်လုပ်ပေးဖို့အတွက်သူတွေကိုပြောပါတယ်သူတွေကတော့ကြောင်စင်းရေကန်တွေက
ကျောင်းစင်းငရုတ်စုံနဲ့ကြီးဝေးကိုသာပြီးမယ်ဆိုရင်သူတို့ရဲ့ရေကန်တွေကိုမူလာအတိုင်းဖြစ်အောင်ပြန်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ဘလူးတွေကမင်းကငါတို့ဘလို့ယုံရမှာလဲလို့မေးတော့သူတွေကသူ့ရဲ့အိတ်ထဲမှာအနီအောင်သစ်စီတွေရှိတယ်အဲ့ဒီသစ်စီတွေကအရာဝတ္ထုတွေကိုမူလာအတိုင်းဖြစ်အောင်ပြန်လုပ်ပေးနိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒါကိုကြားသွားတဲ့အပြာရောင်ဘလူးကတော့သူတို့ရဲ့အိတ်ကိုပြေးလူပါတယ်ဒါပေမဲ့အိတ်ကပရိကျိုးနဲ့ရဲလောက်ထားတဲ့အတွက်သူအတော်လေးကိုပူသွားခဲ့ပါတယ်လူလိုမရမှန်းသိသွားတဲ့ဘလူးတွေကသူတွေကိုရှေကန်ရဲ့အလေတွေကိုခေါ်သွားခဲ့ပါတယ်ဘလူးကောင်းဆောင်ကတော့မင်းလိုချင်တဲ့ကြောက်စင်းငရုတ်စုံကဒီမှာအဲ့တော့မင်းလိုချင်တဲ့ယေဒနာတွေကိုပါကြောက်စင်းငရုတ်စုံတွေကိုထည့်သွားပြီးတော့မင်းယူလို့ရရင်ယူသွားနိုင်တယ်အေးဒါပေမဲ့နေမွန်ငင်မယူနိုင်ရင်တော့မင်းဒီကန်ထဲမှာပြေးမိပြီပြီးတော့ဘတော်မှပြန်ထွက်လို့ရမှာမဟုတ်တော့ဘူးလို့သူ့ကိုပြောပါတယ်သူကတော့ဒီငရုတ်စုံကြီးကိုဘလို့တရားမလဲဆိုတာစဉ်းစားနေနေအကြံတစ်ခုရသွားခဲ့ပါတယ်သူကဘလူးတွေကိုခမားတို့ရဲ့မြစ်တွေကိုမူလာအတိုင်းပြန်ဖြစ်စေခြင်းဟောဒီကငရုတ်စုံကြီးတွေကိုကြောင်စင်းရေကန်တွေကရတနာတွေကိုအပြည့်ဖြည့်ပေးဖို့အတွက်ပြောလိုက်ပါတယ်အဲလိုနဲ့ဘလူးတွေကရေကန်တွေကရတနာတွေကိုယူပြီးကြောင်စင်းငရုတ်စုံတွေကိုအပြည့်ဖြည့်ပေးရပါတော့တယ်ရတနာတွေပြေးသွားတဲ့အခါမှာတော့သူကအဖြူအောင်ဆင်းလုံးတစ်လုံးကိုကင်ပြီးငရုတ်စုံတွေကိုပြစ်ထည့်လိုက်ပါတယ်အဲ့ခါမှာတော့ငရုတ်စုံကသေးသွားပြီးအလွယ်တကူတည်လို့ရသွားခဲ့ပါတယ်ဘလူးတွေကသူတို့ရဲ့ရတနာတွေနဲ့ငရုတ်စုံကိုလွယ်လွယ်ကူကူနဲ့တည်သွားတာကိုဘာမှမတတ်နိုင်ပဲရှက်ကြည့်နေခဲ့ရပါတယ်အိမ်ပြန်လမ်းမှာတော့သူရိန်လေးကမြစ်တစင်းစီတွေကိုအနီအောင်သစ်စီတွေကိုထည့်ပြီးမြစ်တွေကိုမူလာအတိုင်းပြန်ဖြည့်စေခဲ့ပါတယ်တစ်ဖက်မှာတော့စန္ဒာရဲ့အမိကအချိန်တရက်သာကျန်တော့တဲ့အတွက်အရာအလုံးပြီးဆုံးသွားပြီလို့စန္ဒာကိုပြောလိုက်ပါတယ်အဲ့ချိန်မှာပဲစစ်သူကြီးရောက်လာပြီးမင်းကိုလက်ထက်ရတော့မယ်ဘယ်သူမှမြစ်ထဲကနေလာမှမဟုတ်တော့ဘူးလို့စန္ဒာကိုပြောလိုက်ပါတယ်စန္ဒာကတော့အချိန်တရက်ကျန်သေးတဲ့အတွက်စောက်ပေးပါအောင်လို့ပြောပါတယ်စစ်သူကြီးကတော့မစောက်နိုင်တော့ကြောင်းနဲ့သူ့ကိုလက်ထက်ရမယ်လို့ပြောပါတယ်စန္ဒာကတော့စစ်သူကြီးကိုလက်မထက်နိုင်ကြောင်းနဲ့သူမကိုတပ်ပြဖို့အတွက်ပဲပြောပါတော့တယ်အဲ့အချိန်မှာတော့ဘရင်မြတ်စီကနေစစ်သူကြီးစီကိုစားတစ်ဆောင်ရောက်လာပါတယ်အဲ့ဒီစားထဲမှာတော့ဘရင်ကြီးကမိန်းကလေးတယောက်ကိုလက်ထပ်ဖို့အတွက်တွန်းအားပေးနေတဲ့စစ်သူကြီးကိုအဖြစ်ပေးဖို့အတွက်ရေးထားတဲ့စာဖြစ်ပါတယ်စစ်သူကြီးကတော့ကြောက်လန့်စွာနဲ့စန္ဒကိုသူရိမ်မသွားခင်ကဘရင်ကြီးစီကိုစာရေးပြီးတိုင်ခဲ့တာမလားလို့မေးလိုက်ပါတယ်ဒါပေမဲ့စန္ဒကတော့စာမေးခဲ့ကြောင်းနဲ့သူမတို့နှစ်ဦးကြားမှာဂရီတစ်ခုပဲထားခဲ့ကြောင်းပြန်ဖြေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲသူရင်ရောက်လာပြီးခမားသွားဖို့ချိန်တန်ပြီမသွားခင်တော့ခမားရဲ့ခေါင်းကိုက်ဝေဒနာအတွက်ဆေးယူသွားလိုက်ပါလို့ပြောပြီးစစ်သူကြီးကိုမောင်းထုတ်လိုက်ပါတော့တယ်နောက်ဆုံးမှာတော့အစန္ဒာနဲ့သူရင်ကလက်ထပ်လိုက်ကြပြီးသူရင်ကအဖြူရောင်သစ်စီကိုငရုတ်စုံပေါ်ကိုပြစ်ချလိုက်ပါတယ်အဲ့ဒီခါမှာတော့ငရုတ်စုံကြီးကအစမတန်ကြီးမားလာခဲ့ပြီးထောင်ပေါင်းများစွာသောယေဒနာတွေနဲ့ပြေးလာပါတော့တယ်ဒီလိုနဲ့စန္ဒာနဲ့သူရင်ကတရုတ်ပြည်မှာအချမ်းသာဆုံးပုဂ္ဂိုလ်တွေဖြစ်လာခဲ့ကြပါတယ်ဒါပေမဲ့လည်းသူတို့နှစ်ဦးဟာရတနာတွေကိုစင်းရဲတဲ့ကလေးတွေအတွက်ကျောင်းနေဆောက်ဖို့အသုံးပြုခဲ့ကြပါတယ်နောက်ဆုံးမှာတော့သူတို့ဟာတယောက်နဲ့တယောက်ချစ်ခင်ပျော်ရွှင်စွာနဲ့ပေါင်းဖက်ရင်းဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနောက်နောက်ကျနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ရင်အားပေးခဲ့ကြပါအောင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ